အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြသမယ့်ဗီဒီယိုကတော့ align motion ကိုယ်ရဲ့ edit စရာမလိုပဲ align motion လေးသုံးမှုတော့လုပ်လို့ရတဲ့အချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပေးပါဦးကျွန်တော်ဒီ channel က video editing နဲ့ phone software page တွေကိုအပတ်စဉ်တင်ပြနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်စိတ်ဝင်စားရင်ကျွန်တော်ဒီ channel ကို like and subscribe လုပ်တော့ပေးပါဦး okay ကျွန်တော်လည်းအဲ့ဒါကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့ align motion update မဝင်ခင်ကျွန်တော်တို့ဒီမှာ TikTok ထဲက link တစ်ခုယူရပါမယ်ကျွန်တော်တို့ TikTok ထဲယူလိုက်ပါကျွန်တော် tutorial နဲ့ကျွန်တော်တို့စာရိုက်တဲ့နေရာမှာကျွန်တော်တို့ဒီမှာ align motion edit link ဆိုပြီးရေးလိုက်ပါကျွန်တော်တို့ဒီမှာရေးပြီးသားပဲလို့မြင်တော့ဘူး align motion edit link ပါပြီးလို့ပြန်လည်းကျွန်တော်တို့အဲ့ဒါကိုထောက်လိုက်ပါထောက်လို့ပြန်လည်းကျွန်တော်တို့ဒီမှာ align motion ပေးထားရအများကြီးကြားလာတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီပုံကိုဒီကျွန်တော်တို့ဒီပုံကကျွန်တော်တို့ဒီမှာ link ကိုယူပါမယ်ကျွန်တော်တို့ link ယူဖို့တဲ့ကျွန်တော်တို့ဒီမှာ comment ထဲဝင်လိုက်ပါ comment ထဲမှာ link ပေးထားတာရှိပါတယ် link ပေးထားတာလည်းရှိတယ် link ပေးထားတဲ့ပုံတွေလည်းရှိတယ်ကျွန်တော်တို့ဒီမှာဒီပုံတွေမှာကျွန်တော်တို့ link ပေးထားတာကျွန်တော်တို့ကြည့်ရပါမယ်အဲဒီမှာ okay ဒီမှာ link ပေးထားတာရှိပါတယ်အဲဆိုကျွန်တော်ရဲ့ link ကိုကျွန်တော်တို့လည်းကနေထောက်လိုက်ပါထောက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်မှာဒီမှာ copy ဆွပြီးရှိရဲကျွန်တော်လည်းပြထားနေရပါအဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ကိုမထွက်ခံကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီကုမ္ပဏီကဆေးထားမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ align motion လုပ်တဲ့အခါမှာကျွန်တော်တို့ assign ထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုကိုဆေးလိုက်ပါokay ကျွန်တော်တို့ဒီဗီဒီယိုကိုတောက်ထားပြီခဏလောက်ဆောင်းလိုက်ပါ okay ဆိုကြပြီကျွန်တော်တို့အဲ့ဆိုကျွန်တော်တို့အပြင်ထွက်လိုက်ပါအပြင်ထွက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ Chrome ထဲသွားပါမယ် Chrome ထဲသွားလိုက်ပါကျွန်တော်တို့ Chrome ထဲမှာကျွန်တော်တို့စာရိုက်တဲ့နေရာမှာကျွန်တော်တို့ခုနက TikTok က copy link ယူလာတဲ့ဟာကိုကျွန်တော်တို့ပယ်ချလိုက်ပါပယ်ချလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီနေရာမှာဖျားမယ်နည်းနည်းလေးရှိတယ်ကျွန်တော်တို့ဒီမှာကျွန်တော်ဖျက်ပြမယ် HD ဒီမှာပါ HTTPS share ဟာကိုကျွန်တော်တို့ဒီမှာအကုန်လုံးဖျက်လိုက်ပါ HTTPS share ဟာအကုန်လုံးဖျက်လိုက်ပါဖျက်လို့ပြန်ကျွန်တော်တို့ keyboard ထဲမှာပါတဲ့မြားကိုထောက်လိုက်ပါခဏလောက်ဆောင်းလိုက်ပါဒီမှာကြားလာပါပြီကျွန်တော်တို့ဒီမှာအပေါ်ထဲမှာ download ပုံစံမျိုးမြားပုံစံနဲ့ရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြန်ကျွန်တော်တို့ဒီမှာ download anyway ဆိုပဲရှိရဲကျွန်တော်တို့အဲ့ဒါကိုထည့်လိုက်ပါမ download ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါ open ဆိုပြီးပေါ်နေပါပြီ okay ဆိုကျွန်တော်တို့အပြင်ထွက်လိုက်ပါပြင်ထွက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ align motion ဝင်လို့ရပါပြီ align motion နဲ့ active ဝင်လိုက်ပါဝင်လို့ပြီးတဲ့ကျွန်တော်ဒီဘက် down လိုက်မှာ template ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီကပေါ်နားလိုက်မှာကျွန်တော်တို့ upload ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနက link ယူလာတဲ့ဟာကကျွန်တော်တို့အပေါ်ဆုံးမှာပဲရှိရဲကျွန်တော်တို့အလင်မှာလည်းမရှိဘူးအောက်မှာလည်းမရှိဘူးကျွန်တော်တို့ပထမဆုံးအသက်မှာပဲရှိတယ်ကျွန်တော်တို့အောက်ဆုံးမှာမရှိဘူးအပေါ်ဆုံးမှာပဲရှိတယ်အဲဒါကျွန်တော်တို့အပေါ်ဆုံးဟာကိုနှိပ်လိုက်ပါ okay အဲဆိုကျွန်တော်တို့ဒီလိုမျိုးပေါ်နေပါမယ်ဒီလိုမျိုးပေါ်လာမယ်ကျွန်တော်တို့ဒီဘက်အောက်နားလေးမှာကျွန်တော်တို့ depth ပုံဖိုင်ကိုထည့်ကျွန်တော်တို့ကိုကြိုက်တဲ့ depth ပုံကိုထည့်ရပါမယ် depth ပုံနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ပုံကိုကျွန်တော်တို့တစ်ခုထည့်လို့ရပါတယ်ကျွန်တော်တို့ဒီပုံကိုထည့်လိုက်မယ်ဒီပုံထည့်လို့ပြီးတဲ့ဒီဘက်တောင်းနားလေးမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဟာကိုတစ်ခေါက်စမ်းကြည့်မယ်စမ်းကြည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ကိုကကြီးလို့ရတယ်သေးလို့လည်းရတယ်ကျွန်တော်တို့ဒီဘက်တောင်းနားလေးမှာကျွန်တော်တို့ဒီ design ပဲထားလိုက်တော့မယ်အဲဆိုကျွန်တော်တို့ဒီမှာပေါ်နားလေးကကျွန်တော်တို့ nice ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီဖက်ရောက်တော့ပြီကျွန်တော်တို့တစ်ခေါက်ထည့်ကြည့်မယ်ဒီမှာအဆန်ကမပါဘူးနော်ကျွန်တော်တို့ဒီမဲ့ဒီအဆန်ကိုကျွန်တော်တို့ထည့်ရမယ်ကျွန်တော်တို့ခုနကTikTok ကဆေးလာတယ်ကျွန်တော်တို့ခုနကဆေးလာတဲ့ဗီဒီယိုကအတန်ကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီဘက်တောင်းထဲမှာအပေါက်လေးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာရပ်ပုံဖိုင်ပုံစံမျိုးနဲ့ကျွန်တော်တို့ medium ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနကဆေးလာတဲ့ဗီဒီယိုကိုကျွန်တော်တို့ထည့်ရပါမယ်ကျွန်တော်တို့ဒီမှာပါကျွန်တော်တို့ဒီဟာကို leg နဲ့ခဏလုံးလိုက်ပါဒီမှာအဆန်ရတော့ပါပြီးတိုင်းမဲ့ကျွန်တော်တို့ခုနထည့်ထားတဲ့ပုံကမပေါ်ဘူးဒီကအဲ့ဆိုကျွန်တော်တို့ဒီမှာခုနထည့်ထားတဲ့ဗီဒီယိုကို leg နဲ့ထောက်လိုက်ပါထောက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပေါ်နားလေးမှာကျွန်တော်တို့အဆက်ကလေး30ဆိုရရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်နားလေးမှာအောက်နားဆုံးအပေါ်ကတစ်ကြောင်းမှာကျွန်တော်တို့ etc audience ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနကထည့်ထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ leg နဲ့ထောက်ပြီးတော့ကျွန်တော်တို့အထက်ကကျွန်တော်တို့ဒီမှာ high ပုံကလေးကိုနှိုက်လိုက်ပါအဲ့ဆိုကျွန်တော်တို့တစ်ခေါက်ထည့်ကြည့်မယ် okay ဒီမှာရပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာတစ်ခေါက်ဒီဘက်အဆုံးလိုက်တစ်ခေါက်ကြည့်လိုက်မယ်အဆုံးတစ်ခေါက်နောက်ချက်ကြည့်လိုက်မယ်ဒီမှာတက်တော့အတန်ကြီးပုံစံမျိုးပေါ်နေတယ်ကျွန်တော်တို့အဲ့ဆိုကျွန်တော်တို့ဒီဘက်နားလေးပေါ်နေဆိုလို့ဒီဘက်အဆန်ကိုကျွန်တော်တို့အဆန်ဒေတာတဲ့ဟာကိုကျွန်တော်တို့ leg နဲ့ထောက်လိုက်ပါထောက်လို့ပြီးတဲ့ကျွန်တော်တို့ဒီဘက်ဆင်းလန်းလေးမှာကျွန်တော်တို့
ဒီဘက်အဆက်အော်ဖြတ်တာကျွန်တော်တို့ဒီမှာအလေကဟာအလေကကိုဖြတ်တာကျွန်တော်တို့ဒီဘက်အစားနာလေးမှာကဒီဘက်ကိုဖြတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆွန်ထားတဲ့ဟာကိုကျွန်တော်တို့ဒီဘက်ကိုဖြတ်လိုက်မယ်အဲဆိုကျွန်တော်တို့ဒီအောင်နှိပ်လိုက်ရပါပြီကျွန်တော်တို့ခေါင်းနောက်တစ်ခေါက်ထိကြည့်မယ်โอเคအဲ့ဆိုရပါပြီရပြီကျွန်တော်တို့ဒီမှာအစားကလေးကိုဆွဲလိုက်ပါဆွဲလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီနားလေးမှာကျွန်တော်တို့ဒီမှာရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကပေါ်နားလေးမှာကျွန်တော်တို့မြားပုံစံနဲ့ရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်မှာ export ဆိုပဲရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ export လုပ်နေရမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ export လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီမှာlost skin ကိုပိတ်တာမျိုးတော့ကျွန်တော်တို့ပြင်ကိုထွက်ပြီးတော့ကျွန်တော်တို့ဖုန်းကလေးနေတာမျိုးလည်းအဲ့လိုမျိုးလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်လို့ရှိရင်ကျွန်တော်တို့ရာခိုင်နှုန်းကမပြည့်ဘူးသူများပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုင်းပဲထားရမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ကျွန်တော်တို့ export ထုတ်လုပ်ပြီးတဲ့ကျွန်တော်တို့ရမရဆိုတော့ကျွန်တော်တို့ dev file ထဲမှာတစ်ခေါက်သွားပြီးတော့ကြည့်ကြပါမယ်တရားပြည့်တော့ထိစောင့်လိုက်ပါโอเคတရားပြည့်တော့ပြီပြည့်တော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဖက်တန်းလေးမှာကျွန်တော်တို့ sales page ရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်လို့ရပါပြီအပြင်ထွက်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ dev file ထဲမှာတစ်ခေါက်သွားပြီးတော့ကြည့်ကြပါမယ်ဒီမှာပါဒီမှာပါရပြီနော်โอเคအောင်ဆိုရမလို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်